မင်္ဂလာပါပိုးလန်ကွေးစာမျက်နှာမှာကျွန်တော်ပြန်လဲကြိုဆိုလိုက်ပါတယ်အခုဒီတစ်ခါကျွန်တော်တင်ပြမယ့်သင်ခန်းစာကတော့ပိုးစာပေတငယ်တန်းစာအုပ်ထဲမှာပါတော့ကြပြကိုကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်အစင်တစ်ဖြစ်ပြီဆိုရင်ကျွန်တော်နဲ့အတူတူလိုက်ကြည့်ကြဖို့ဖိတ်ခေါ်ပါတယ်စိန်မူစိန်နာဆူဟာပီချာကလိုကလိုတမောမောအောင်လိုจนเละขะมึนเตลังเทงาไรตื้อชัยชัยว่าทำไมก้องสีนีห้องอ่างคร่องรู้เต้าหนาอ่างเงาตุกตูตูตูอาซากันเนี่ยจะนรู้แต่เขาตุตูพีพีลีเปลี่ยนสูจีเอาเซงมือเซงนาสูหาปีชากลูกลูตัมโมโมเอาลูจนเละขามึนเตลังเทงาไรตื้อชัยชัยว่าทำไมก้องสีนีห้องอ่างคร่องรู้เต้าหนาอ่างเงาตุกตูตูตูဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲဒီသင်ခန်းစာကိုဆုံးဖြတ်ကြည့်ချူအားပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်